လူတွေဟာဘလောက်ချမ်းသာဘလောက်ရာထူးကြီးဘလောက်ပဲဒီပစ္စည်းဥစ္စာတွေပေါ့မျက်လုံးလေးနှလုံးမမိတ်ခင်ပဲပိုင်ဆိုင်မှုတွေရှိတာမျက်လုံးလေးနှလုံးမိတ်သွားတာနဲ့တပြိုင်တည်းသူအိမ်မော်တော်ကြာထားတော့အောက်ပို့လိုက်တာပဲဟုတ်လားသူပိုင်တာရောတစ်ခုရှိသေးတယ်ရှိဘူးရှိတာတွေအကုန်ချွတ်ယူလိုက်ဘူးနော်ဒီတိုင်းများစိတ်ကနားမှာပန်းရင်ပါသွားမယ်မအောင်ဝေးတယ်ဖြုတ်ယူမဲ့လူတွေကအစနဲ့အဲ့သူစီမှာပါသွားတာတစ်ခုမှမရှိပိုင်ဆိုင်မှုတွေအားလုံးနောက်ဆုံးမှာတစ်ခုမှမရှိတော့ဘုရားမပြောနဲ့အထက်ယူဇနာအောက်ယူဇနာအာနာသက်စင်းနဲ့ဓမ္မတော်ကဝိညာဉ်ကြီးတောင်ပါပဲနော်ယောဂဖြစ်လို့အဲ့ရတဲ့ဘုံဘုံလဲပြီဆိုတဲ့အခါသူလူချင်တာတွေလူလို့မရတော့ဘယ်တော့ရွှေခွက်တွေလူလိုက်ဝေခွက်တွေလူလိုက်တန်ဖိုးရှိတဲ့ပစ္စည်းတွေလူနောက်ပိုင်းကျတော့သူခိုင်းတာဘူးမှမလုပ်တော့သူခိုင်းအရင်တော့မင်းဆိုရင်ကြောက်ကြတယ်သူခိုင်းတာကိုမငြင်းရဲဘူးအဲ့ရတယ်လဲနေပြီဆိုတဲ့အခါကျသူခိုင်းတာတယောက်မှလုပ်မလို့ရှိတော့သူဟာအာနာလက်မဲ့ဖြစ်သွားသူလူလို့ရတာလေးကဘာလို့ဆိုရင်ဆေးဆရာကနေပြီးတော့နော်ဆေးဆရာကနေပြီးတော့ဆေးကလေးနဲ့ခေါ်ဆက်ပြီးရှစ်ရှားသည်ချက်စုသည်လေးတစ်ချမ်းပဲရှိတယ်ခိုင်းအဲ့ဒါလေးတခုပဲသူလူလို့ရတယ်ဂျာနဲ့ပစ္စည်းတွေသူဘာမှလုပ်လို့ရှိတယ်ဒါမို့နောက်ဆုံးကြတော့စီဘူးသည်လေးတစ်ချမ်းရှစ်ရှားသည်လေးတစ်ချမ်းကိုသူပိုင်တော့တယ်ဒါအာနာယောတိုင်းပြည်ယောအားလုံးပိုင်ဆိုင်မှုအလွန်ကြီးမားတဲ့တိရိဓမ္မတော့ကမင်းကြီးနောက်ဆုံးအချိန်ကျတော့ရှစ်ရှားသည်လေးတစ်ချမ်းပဲပိုင်တော့တယ်ဆိုတာအဲ့ဒါပြောသူ့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားနောက်ဆုံးမှအဲ့ဒါတော့လက်လွှတ်ရမှာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒါတွေအတွက်အချိန်ပေးနေတာဟာတန်ဖိုးရှိတယ်လို့ပြောလို့ကိုကြိုးစားရှာတဲ့ပစ္စည်းတွေဟာမျက်လုံးလေးနှလုံးမမိတ်ခင်လေးပဲအသုံးချမှာဖြစ်တယ်မျက်လုံးနှလုံးမိတ်သွားတာနဲ့တပြိုင်နက်ကိုယ်စီဟာအကုန်သိမ်းယူချုပ်ယူသွားကြမှာပဲအဲ့တော့ချုပ်ယူလို့မရဘူးသိမ်းယူလို့မရတဲ့ပစ္စည်းကဘာတွေတော့ဆိုတိလဆိုတဲ့ပစ္စည်းနော်တဏ္ဍာဆိုတဲ့ပစ္စည်းအဲ့ဒါကိုချုပ်ယူလို့